နာကြီးလားဆိုတော့မနာကြီးပါမနာကြီးပါဒါသူလက်ခံနိုင်တဲ့လူတယောက်ကိုသူရွေးချယ်သွားတာဒါကျမတို့တော့သွားပြီးနာကြီးခွင့်မရှိဘူးနော်ကျမတို့တော့နာကြီးလေလို့မဆိုင်ဘူးနာကြီးခွင့်မရှိဘူးလေဘာလို့လဲဆိုတော့ဒါသူကျမကိုလက်မခံနိုင်လို့တခြားတယောက်ကိုသူလက်ခံကိုသူရွေးချယ်သွားတာလေဟုတ်တယ်မဒါမှကိုရီးယားသွားပြီးအထွန်းတက်ခွင့်မရှိဘူးနာလဲနာကြီးစရာမလိုဘူးနော်ရှိနေတဲ့အချိန်မှာကိုလည်းသူ့ကိုဘာမှတွဲပြီးတော့မျောလင့်ထားရှိဘူးစတွဲတွေကငါကသူ့ရှိရာဘာရမှဆိုရင်စိတ်မျောလင့်ထားမရှိဘူးသူသိစိတ်ကတဲသူ့တွဲတွေကလည်းမေတ္တာစစ်တွေချစ်ချင်းမေတ္တာတွေပဲတောင်းဆိုခဲ့တာတဲတို့ဘာမှတောင်းဆိုထားမှာဟိုတော့ဘာမှမျောလင့်ထားမှာငါ့ကိုရွေးချယ်ပါလို့လဲတောင်းဆိုခဲ့ရမှာမဟုတ်လေဟောချင်းနဲ့သူကြိုက်တဲ့လူသူရွေးချယ်ခွင့်ရှိတယ်ကိုရီကိုမရွေးချယ်လို့လည်းဘာမှမဖြစ်ဘူးဒါပေမဲ့လုံးဝအဆက်တွေမလုတ်ဖဲနဲ့အဆက်တွေမလုတ်ဖဲနဲ့အဆက်တွေဖြတ်သွားပြီးတော့မှစာလေးတစ်ကြောင်းနဲ့လက်လျှော့လိုက်ပါတော့လက်ထပ်လိုက်ပြီးဆိုတာကြီးကတော့နည်းနည်းတော့လောင်ရရှယ်ပလန်နဲ့လောင်ရဒီလောက်ပါပဲချားဘာမှထွေထွေတူတူမရှိဘူးနည်းနည်းတော့ဝမ်းနေတယ်ဒီလောက်ပဲဩပုံမလင်းလင်းပြောခဲ့ရင်တော့မှငါကဘာဖြစ်မှာမဟုတ်လို့လဲဆိုတော့စိတ်လေးတော့ရှိတာပေါ့နော်မင်္ဂလာပါရှင်မတရားရလားမတရားတွေကတော့ထွေထွေတူတူမရှိပါဘူးလို့ဆိုကိုယ့်အတွက်ကြတော့သူ့မှာအချိန်မှမရှိတာကိုနဲ့သူနဲ့လည်းအလိုစကားတွေမပြောဖြစ်တွေ့လည်းမတွေ့ဖြစ်ဆိုတော့မတရားမရှိပါဘူးဒီလိုပဲဝေးသွားကြသည်ပေါ့နောက်ဆုံးရဲ့အဆုံးတက်ကတော့ဝေးသွားကြတယ်ဒီလောက်ပါအဲ့ဒါလည်းကိုမဟုတ်တဲ့ခြားတယောက်နဲ့ပြောနေရယ်ကိုလည်းဒီဘက်မှာ AC ဆင်ပြေနေဒီလောက်ပါနောက်ဆုံးအဆုံးတက်လေးစာတန်းထိုးရယ်ဝေးသွားကြတယ်အဲ့တော့မဟုတ်ကိုလေးဝေးသွားကြတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါအချိန်အကြာစီခွေမချနေတော့လေအမားတရားအမားတွေပါမှားတော့ချစ်ကိုတော့မဟုတ်တဲ့အရာကြီးကိုသွားပြီးတော့ချစ်မိတဲ့ခါမှာတော့အမှားတစ်ခုဖြစ်သွားတာပေါ့လေ။ဟုတ်ငါမှားသွားပြီ။ဒါတော့ဒီလိုပါပဲလူတိုင်းကတော့လွဲမှာပဲလေလွဲနေအောင်မှာပဲကိုရဲ့ 1% မဟုတ်သေးရတော့လွဲချော်နေအောင်မှာပဲဒါကြီးကိုလည်းကျမတို့အရင်တော့သွားပြီးခံစားပြနေလို့မရဘူးเนาะတစ်ဖက်မှာလည်းသူ့ဆိုင်လူနဲ့ပြောနေတယ်လို့တစ်ဖက်မှာလည်းမျက်ရည်လေးနဲ့ငိုနေရတဲ့ဟာတွေလည်းရှိတာပါလေဟုတ်တယ်ကိုနဲ့ကံမှာပါလို့နောက်နောက်ရလာဆိုရတာပေါ့ရှင်ဘယ်လိုပြောလိုက်ပါတွေးခဲ့ရင်ကောင်းသားလို့တော့တွေးခဲ့မိသေးဒါမဲ့လည်းပြန်စဉ်းစားကြည့်တော့ငါပြင်ဆင်မှုအတွက်ငါ့နှလုံးသားကြီးကိုပြင်ဆင်မှုအတွက်ငါ့ကိုဒါပညာကြီးပြနေတာလို့ပဲကံကြမ္မာကြီးကငါ့ကိုကောင်းကောင်းကြီးဆုံးမနေရလို့ပဲတွေးလိုက်ပါတယ်တွေးခဲ့လို့လည်းနောင်နာရီလည်းရပါတယ်ဒါမဲ့ပြန်စဉ်းစားကြည့်တော့လည်းနောက်လူရေးချတော့လည်းအများကြီးပုံမချစ်မိဘူးအများကြီးမမျှော်လင့်ဘူးပေါ့ဒါ